နတ်မောင်နဲ့စံကေတာဆူရှာရဲ့မြုံဝန်းတွေနဲ့ရိုးသားတဲ့အပြုံးချူချူလေးဒါရီနဲ့မောင်ကိုပုံဖော်ပြနိုင်ပါမလားပြတ်သားတဲ့ခံစားချက်ထက်မြက်တဲ့ဉာဏ်ဉာဏ်တွေဒါရီကလည်းမောင်ရဲ့ပုံစံအမဲကလေးငယ်လိုပြုံးချူပြီးလူကြီးတယောက်လိုထက်မြက်တဲ့လူငယ်လေးတယောက်ကိုပြပါဆိုရင်အမလေးမောင်ကိုပဲကြည့်မြင်နေနာရီများလည်းမဟုတ်ဘူးနော်ငယ်ရွယ်သူရှောင်ခဲ့တဲ့လမ်းကိုခုတိနာမလေးတိုင်းနေတဲ့အကြောင်းရဲ့ရှင်ကုန်မိတာအိမ်မဲမဟုတ်ဘူးနော်ဘယ်သူတွေဝိုင်းဖြည့်စီနိုင်မလဲရှင်ဆိုင်မနောက်မဆုံးတော့ဘူးပေါ့ဆုံးဖြတ်တော့မှာကိုဆိုရုံမိခဲ့နေရတိုင်းမှာမေးတွေ့ကြည့်ပေါ့ဆုံးဖြတ်တော့မှာကိုဆိုရုံမိခဲ့နေရတိုင်းမှာမေးတွေ့ကြည့်ပေါ့အချစ်ဆိုတာငါသိလိုက်တဲ့အခါကောင်းမြင်မှကျရကြွေးတဲ့ညအချစ်ဆိုတာငါကြားလိုက်တဲ့အခါနာရီများလည်းမဟုတ်ဘူးနော်ငယ်ရွယ်သူရှောင်ခဲ့တဲ့လမ်းကိုခုတိနာမလေးတိုင်းနေတဲ့အကြောင်းရဲ့ရှင်ကုန်မိတာအိမ်မဲမဟုတ်ဘူးနော်ဘယ်သူတွေဝိုင်းဖြည့်စီနိုင်မလဲရှင်ဆိုင်မနောက်မဆုံးတော့ဘူးပေါ့ဆုံးဖြတ်တော့မှာမဆုံးမောင်ကိုဘလောက်ချစ်လဲဘလောက်ချစ်လဲတော့မတိုင်းတာမိပါဘူးမောင်လေးကျမရဲ့ဖြူရှင်ခြင်းတွေကိုမောင်ဆိုရဲ့ရုံးကပဲစချင်နေကျမရဲ့အရာအလုံးကိုမောင်နဲ့ပဲဝိညာဉ်ခြင်းနေကျမတိဆောက်လိုက်တဲ့အိမ်တောင်ကြီးမှာမောင်ကိုပဲအိမ်ဦးနဲ့အရာထားခြင်းနေအခုရောနောင်ရောတန်တရားတစ်ပလုံးရောမောင်ဆိုရဲ့ရုံးမှာပဲလေချင်ပါရဲ့မောင်ကြီး